မင်္ဂလာပါ experience share မှာကြိုဆိုပါရစေခုဝင်လာပေးခြင်းတဲ့အကြောင်းလေးကတော့ Excel payroll သင်ခန်းစာနောက်ဆုံးအပိုင်းအနေနဲ့ပေါ့နော်ဟို pay slip ထုတ်တဲ့အပိုင်းအနေနဲ့ကျွန်တော် pay slip လုပ်တဲ့နည်းလေးကိုဝင်လာပေးခြင်းပါတယ် okay တစ်ချက်ကြည့်လိုက်မယ်အရင် video တွေမှာလုပ်ထားတဲ့ file လေးနှစ်ဖိုင်ရှိပြီးသားပါเนาะအဲ့တော့ဒီ payroll ဆိုတဲ့ folder တွေက file လေးနှစ်ဖိုင်ရှိပြီးသားအဲ့ထက်မှာဒီ John ဆိုတဲ့အထဲမှာပဲဒီ pay slip ကိုလုပ်မယ်ပေါ့နော်သူ John လာအတွက် pay slip ကိုလုပ်မယ်အဲ့တော့ double click လေးနှိပ်ပြီးတော့ဖွင့်လိုက်မယ်အဲ့စာလေးကိုနှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာဘယ်ထဲရောက်နေလဲဆိုရင် salary ဆိုတဲ့ sheet တွေကိုရောက်အောင်သွားမယ်တခြား sheet တွေရောက်နေလဲဒီထဲကိုရောက်အောင်သွားလိုက်ပေါ့နော်ပြီးသွားရင်ဒီမှာအရင် video မှာတွက်ထားတဲ့ net pay တို့ပါလို့ရှိတယ်ပေါ့နော်ဒါကြီးကျွန်တော်တို့ဒီပေါ်ဒီမှာမူတည်ပြီးတော့ဟိုဘက်မှာ pay slip ကိုပြန်ဆွဲထုတ်သွားမှာပေါ့နော်အဲ့တော့ pay slip တွက်မယ်ပထမဆုံး sheet ကိုအသေးယူလိုက်မယ်ပြီးသွားရင် zoom လေးနည်းနည်းချဲ့ပြီးတော့ကြီးထားလိုက်မယ် page layout ထဲကိုတစ်ချက်ဝင်လိုက်မယ် landscape ယူထားလိုက်မယ်ပြီးတော့ size ကိုလည်းကိုထုတ်ချင်တဲ့ size ရွေးပေါ့နော်ဒီမှာတော့ကျွန်တော် A4 နဲ့ထုတ်မယ်ဆို A4 လေးယူထားလိုက်မယ်ပြီးတော့ margin ကိုတော့ narrow ယူထားလိုက်မယ်အဲဆိုလို့ရှိရင်တော့ A4 တော့မှာကက်လန်တိုင်းလေးထုတ်မယ်2ယောက်စာ3ယောက်စာဒီလိုရမလား4ယောက်စာရမလားပေါ့နော်အဲ့လိုနည်းနဲ့စာရွက်ကိုလည်း save ဖြစ်အောင်ပေါ့နော် ခြေတာလို့ရအောင်လို့ထုတ်လို့ရတယ်ကိုယ့်အကိုအဆင်ပြေလို့2ယောက်စာပဲဖြစ်ဖြစ်3ယောက်စာပဲဖြစ်ဖြစ်ကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်ဒီဥစ္စာတော့နော်အဲ့တော့ဒီမှာ rename လေးပေးလိုက်အောင်မယ် pay slip okay ပြီးသွားဆိုတော့ကျွန်တော်တို့ကဒီမှာခေါင်းစဉ်လေးတွေတက်မယ်ပေါ့နော်အဲ့တော့ခေါင်းစဉ်လေးတက်မယ်ဆိုဒီဘက်တစ်ချောင်းလေးကျွန်တော်လောလောဆယ်ခြံထားခဲ့အောင်မတွေ့ရမှာဆိုလို့အဲ့တော့ဒီဘက်မှာပထမဆုံး company name ပေါ့ ABC company limited okay ပြီးသွားလို့ရှိရင်ခုဘယ်လအတွက်လဲဘယ်နှစ်အတွက်လဲပေါ့နော်ဒါထည့်လို့ရတယ်ဒီကနောက်တစ်ခု date ထည့်လို့ရမယ်ဒီနေ့ပြီးရင်ဒီနေ့ date ပေါ့မနေ့ကပြီးလို့ရှိရင်မနေ့က date ပေါ့နော်အဲ့လိုရိုက်ထည့်ထားလို့ရမှာပြီးသွားရင် enter ခေါက်ပြီးသွားရင်ဘယ် employee အတွက်ပြီးမှလဲ ID နဲ့ကျွန်တော်တို့ကအရင်ဆုံးစစ်ထုတ်မယ်ပြီးသွားရင်နာမည်ထွက်လာမယ်ပေါ့နော်ပြီးသွားရင် position ထွက်လာမယ်အဲ့တော့ဒီ ID ရွေးလိုက်တာနဲ့ကျွန်တော်ဒါတွေ auto ကြလာအောင်လုပ်မှာ VLOOKUP နဲ့လုပ်မှာပေါ့နော်အခုလောလောဆယ်ကျွန်တော်ကကိုထည့်ခြင်းတဲ့ခေါင်းစဉ်တွေကိုအရင်ဆုံးလိုက်ထည့်လိုက်အဲ့တော့ position ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကိုရမယ့်ဟာတွေကိုအရင်ဆုံးပြခြင်းသေးတယ်ရမယ့်ဟာဆိုတော့ဒီဝန်ထမ်းရမယ့်ဟာတွေ revenue တွေပေါ့နော်သူ့အတွက်ရပိုင်ခွင့်တွေကိုအရင်ဆုံးပြခြင်းသေးတယ်ဒီ pay slip မှာပြခြင်းတာပေါ့နော်ကိုပြခြင်းတဲ့ခေါင်းစဉ်တွေတက်တော့အမှန်တကယ်တော့ revenue ဆိုပြီးတော့ဒီမဲ့ပြီးတော့ enter ခေါက်ချ revenue မှာတော့ဘာတွေပါလဲဆိုတော့ business salary ပါမှာပေါ့ business salary ပါမယ်ပြီးတော့ allowance တွေရှိမယ်ပြီးတော့လို့ရှိရင် bonus တွေရှိမယ်ပြီးတော့ OT တွေရှိမယ် okay အဲ့တော့ဒီဥစ္စာတွေအကုန်လုံးကိုပေါင်းလိုက်လို့ရှိရင်တော့ revenue total ရမှာပေါ့နော် revenue total ဒါတွေအကုန်လုံးကိုပေါင်းချ revenue ပြီးတော့ဟိုဖြတ်တဲ့ဟာတွေကိုဒီထဲမှာထည့်ပြခြင်းသေးတယ်အဲ့တော့ပြန်နှုတ်မဲ့ဟာတွေပေါ့နော် deduction တွေ okay deduction ဆိုတဲ့ခေါင်းစဉ်အောက်မှာဘာတွေပါမလဲဆိုရင် leave ပေါ့နော် unpaid leave တွေပါမယ်ပြီးတော့ absent ရှိမယ်ပြီးတော့ fine ပြီးတော့ SSB ပြီးတော့ personal income tax တွေနှုတ်မှာပေါ့နော် PIT လို့ပဲရတယ်နော် personal income tax ပြီးတော့ဒီနှုတ်ထားတဲ့ဟာတွေရဲ့ total ကိုတွက်မှာပေါ့ deduction total ပြီးတော့တော့တစ်ချောင်းကြော်လိုက်မယ်တစ်ချောင်းကြော်ပြီးသွားလို့ရှိရင် enter ခောက်ပြီးတော့မှ total net salary ကိုတွက်မှာ okay အဲ့တော့ဒီ revenue တွေကမှ revenue total တွေကမှဒီ deduction total နှုတ်လိုက်ရင် net salary ရပြီပေါ့နော်အဲ့လိုဟို pay slip ထဲမှာပြခြင်းတယ်အဲ့တော့ဒီခေါင်းစဉ်တွေကတော့ကိုပြခြင်းတဲ့ခေါင်းစဉ်တွေကိုထုတ်ပြီးတော့တက်ထားပါတော့အဲ့လိုပုံစံမျိုးနဲ့တက်ထားလို့ရတယ်အဲ့ခေါင်းစဉ်တွေကလည်းဒီ salary ဆိုတဲ့ဒီ sheet ထဲမှာရှိရမယ်ခေါင်းစဉ်တွေပေါ့အဲ့လိုရှိတော့မှကျွန်တော်တို့က VLOOKUP နဲ့ဆွဲထုတ်လို့ရမှာပေါ့နော်တကယ်လို့မရှိဘူးဆိုလို့ရှိရင်တော့ဒီထဲမှာခေါင်းစဉ်ခွဲတစ်ခုလုပ်ပြီးတော့အဲ့ဒါတွေကိုတွက်ထားဖို့လိုတယ်နော်အဲ့ဒီမှာကတော့ဒီခေါင်းစဉ်တွေပဲထည့်မယ်ပေါ့နော်အဲ့ဒါတွေကျွန်တော်ရေးထားလိုက်တယ်ပြီးသွားလို့ရှိရင်
ဒီဥစ္စာလေးကိုဒီလွတ်တဲ့အထိဆွဲလိုက်မှာပေါ့နော်ဒီအကုန်လုံးစာတွေအကုန်လုံးဝင်သွားအောင်လို့ဒီထဲမှာဆွဲလိုက်မယ်ပြီးတော့ဘောင်ခတ်ချင်တယ်ကြောင်လေးလည်းနည်းလေးချဲလိုက်မယ်ဒီနှစ်ကွက်ကိုကျွန်တော်ဘောင်ခတ်လိုက်မယ်โอเคပြီးပါရင်အုံးထဲကအော်ဘူရာရွေးပြီးတော့ဘောင်ခတ်လိုက်မယ်โอเคပြီးတော့ဒီကုမ္ပဏီနာမည်ကြီးကိုတော့ Merchant Center လုပ်လိုက်မယ်ဒီ page လေးကိုလည်း Merchant Center လုပ်လိုက်မယ်เนาะအဲ့တော့ဒီနည်းနဲ့ရလေကောင်ရွှေ့ထားပြီးပြီးတော့ date တွေဘာတွေကဒီဘက်မှာရိုက်ထည့်မယ် umbrella number ရိုက်ထည့်မှာပေါ့เนาะကျန်တဲ့အတိုင်းရိုက်ထည့်ရမယ်ပြီးသွားလို့ရှိရင်တော့ revenues ကခေါင်းစဉ်တက်တက်ခွဲထားတာဖြစ်တဲ့အတွက် Merchant Center လုပ်လိုက်မယ်ဒါ revenues အောက်မှာပါတဲ့ဟာတွေโอเคပြီးသွားလို့ရှိရင်တော့deduction ဆိုတာကိုလည်းအတူတူပဲ Merchant Center လုပ်လိုက်မယ်အဲ့တော့ design ကတော့ကိုကြိုက်လို့လုပ်လို့ရပါဘောเนาะကန်လန့်ဟိုအရှိလိုက်လေးထုတ်ချင်တဲ့ကန်လန့်လှဲလိုက်ပေါ့เนาะကျွန်တော်တို့ဒီလိုအထောင်လိုက်လေးထုတ်မှာဆိုတော့ဒီ design လေးလုပ်ထားတာပေါ့အဲ့တော့ပြီးသွားလို့ရှိရင်တော့တွက်ပြီးတော့နှုတ်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ရပြီเนาะโอเคအဲ့တော့စပြီးတော့ကျွန်တော်တို့သုံးတော့မယ်ဆိုလို့ရှိရင်ဒီ date date ကို equal date ဆိုတာနဲ့ထည့်လို့ရတယ်နေ့3/22 6လပိုင်းဆိုရင်6လပိုင်းပေါ့နော်30ရက်ဆိုရင်30ရက်ပြီးသွားရင် queen page လစာပေးတဲ့နေ့ကိုရိုက်ထည့်ပါနော်1ရက်နေ့မှာပေးရဆိုလဲ1ရက်9လပေါ့နော်အဲ့လိုရိုက်ထည့်လို့ရတယ်ပြီးတော့ MRI ID တို့ဆိုတာဘယ်ဘက်ကသွားယူမလဲဆိုလို့ရှိရင်ဒီ salary တွေကသွားယူမယ်နော်ပြီးတော့ဒီ MRI name ဆိုလို့ရှိရင်ဒီ ID ပေါ်မှာမူတည်ပြီးတော့မှဘာလုပ်လို့ရမလဲဆိုရင်ဒီဘက်ကနေဆွဲထုတ်ပါsalary ဆိုတဲ့ရှေ့ကနေဆွဲထုတ်ပါမယ်အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် MRI ID ကိုဘယ်လိုယူမလဲဆိုလို့ရှိရင်ကျွန်တော်တို့က list ထိုးပြီးတော့ယူမယ် okay အဲ့တော့ select မှတ်ထားတယ်ပြီးသွားလို့ရှိရင် data တွေက data validation အဲ့ထက်ကမှ link ဆိုတာလေးကိုယူလိုက်မယ်နော် list မှာ source ဆိုတာရှိတယ် data validation video တွေမှာတခြားပြန်ကြည့်လို့ရတယ်အဲ့တော့ဘယ်ထက်ကယူမှာလဲ salary ဆိုတဲ့ထက်ကနေပြီးတော့ ID ကိုဆွဲထုတ်မယ်အဲ့တော့ ID ကဘယ် ID တွေယူမလဲဆိုရင် okay ဒီ ID 1ကနေပြီးတော့ဒီအထိကို select မှတ်လိုက်မယ်အဲ့လိုမမှတ်ချင်ဒီ ID တွေကိုနာမည်ကြိုပေးထားပြီးတော့လည်းယူလို့ရတယ်နော်အဲ့တော့ကိုအဆင်ပြေလို့ယူလို့ရပါတယ် name ပေးထားပြီးတော့လည်းဆွဲယူလို့ရတယ်ဒီမှာတော့ကျွန်တော်တိတ်အများကြီးမရှိတော့ selection ပဲမှတ်ပြီးတော့ပေးလိုက်မယ် okay အဲ့ဒါဒီမှာ ID လေးတွေဝင်လာပြီ list ထိုးတာလို့ခေါ်တယ်နော် data validation နဲ့ list ထည့်လိုက်တာဒီမှာ1လို့နှိပ်လိုက်ရင်ဒီအောက်မှာ MRI name တို့ position တို့ဒါပေါ့ဒီရွေးလိုက်တဲ့မှာမူတည်ပြီးတော့ဒီအောက်က data တွေပြောင်းသွားစေချင်တယ်ဆိုရင်တော့ vlookup နဲ့သုံးမယ်နော်အဲ့တော့ vlookup နဲ့သုံးမယ်ဆိုတော့ဒီမှာကြည့်လိုက်မယ်ဆိုရင် MRI name ပါတယ် position ပါတယ်ပေါ့နော်အဲ့တော့ position တို့ MRI name တို့ကိုဟိုဘက်မှာကျွန်တော်ကဟို data တွေကို selection မမှတ်ချင်တော့ဘူးเนาะ select သွားမှတ်ကမှာ data range ကိုမမှတ်ချင်တော့ဘူးအဲ့တော့နာမည်သွားပေးချင်တယ်အဲ့တော့ဒီဘက်မှာ salary ဆိုတဲ့ sheet လေးကိုဆက်သွားလိုက်သွားလိုက်လို့ရှိရင်ဒီမှာ name ပြီးသွားလို့ရှိရင်သူက position မပါဘူးဖြစ်နေတယ်ကျွန်တော် position တစ်ချောင်းထည့်ထည့်လိုက်မယ်ဘာလို့လဲဆိုတော့အဲ့ဒါမှဟိုဘက်ကနေပြီးကျွန်တော်တို့က page select ကနေပြီးဒီကိုခေါ်သုံးလို့ရမှာเนาะအဲ့တော့ဒီမှာ right click insert တစ်ချောင်းတိုးလိုက်မယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ position မှာထည့်ချင်တာကို page select ထဲမှာတကယ်လို့ position မထည့်ချင်ဆိုတော့ဒီအကြောင်းမလို့ဘူးပေါ့နော်အဲ့တော့ထည့်ချင်တယ်ဆိုလို့ရှိရင်ဒီထဲမှာကျွန်တော် position link ချိန်လိုက်မှာเนาะဘယ် link ချိန်မလဲဆိုရင်ကျွန်တော် payroll ဆိုတဲ့ file လေးက payroll ဆိုတဲ့ file လေးက okay ဒီ stat info ဆိုတဲ့ဒီ position ကို link ချိန်လိုက်မယ်เนาะအဲ့တော့ဘယ်လိုသွားချိန်မလဲဆိုလို့ရှိရင်အဲ့တော့ဒီ John ဆိုတဲ့ file ကိုပြန်သွားမယ် equal ပြီးတော့ခုနက John ရဲ့အောက်မှာ payroll ဆိုတဲ့ file ရှိတယ်အဲ့ဒီရဲ့ position ကို link သွားချိန်လိုက်မယ်ပြီးတော့ enter ခေါက်ချလိုက် okay အဲ့ဒါဒီမှာ position ဆိုပြီးတော့ဝင်လာပြီ payroll တွေက file ရဲ့ position step info တွေက position တွေကိုသွားပြီးတော့ချိန်လိုက်တာပေါ့နော်ပြီးတော့ dollar sign တွေပါတဲ့အတွက် F4 ပြီးနှိပ်ပြီးတော့မလုပ်လိုက်မယ်ဆိုရင်ထုတ်လိုက်မယ်ပြီးတော့ enter ခေါက်ချပြီးတော့ဒီ position ကနေပြီးတော့ face hand တဲ့အောက်ကိုဆွဲချမယ်သူရဲ့ position တွေဝင်လာလိုက်ဘယ်ကယူလိုက်တာလဲဒီ payroll ဆိုတဲ့ file တွေကနေပြီးတော့ link ချိန်ပြီးတော့ယူလိုက်တာဒီဟိုဟာတွေကိုဒီ position တွေကိုယူလိုက်တာပေါ့နော်အဲ့တော့မပါတဲ့အတွက်ယူလိုက်တာအရင်နဲ့တခါတည်းထည့်ထားလို့ကျွန်တော်ယူရမှာပေါ့နော်အဲ့တော့ဒီလိုပုံစံလေးကျွန်တော် salary ဆိုရဲ sheet ထဲမှာရသွားပြီအဲ့ဒါဒီ pay slip ကိုဆွဲထုတ်မယ်ဆိုလို့ရှိရင်ဒီ ID ပေါ်မှာမူတည်ပြီးဆွဲထုတ်တယ်အဲ့တော့ဘယ်လိုမျိုးဆွဲထုတ်ရလဲဆိုရင် equal v
local နဲ့ဆွဲထုတ်မယ် local value ကဒီကောင်ရွေးတယ်ပြီးတော့ကျွန်တော်ဒီ table array ဆိုတာယူသုံးရတယ်အဲ့ table array ကဒီ slide တွေက table ဒီကိုကျွန်တော်က select ဒီလိုသွားဆွဲရတယ်အဲ့တော့မဆွဲချင်ဘူးဆိုလို့ရှိရင်ဘာလုပ်မလဲဆိုရင် selection ပေးပြီးတော့တစ်ခါတည်းနာမည်ပေးလိုက်မယ်နော်အဲ့တော့ဒီမှာ sk လေးနဲ့နှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်နာမည်အရင်ဆုံးသွားပေးမယ် salary အဲ့တော့ VLOOKUP သုံးလို့ရှိရင်ကျွန်တော်တို့ကကိုလိုချင်တဲ့ lookup data ပေါ့နော်ကိုကြည့်ချင်တဲ့ lookup data ပထမဆုံး column မှာရှိမှာပို့အဆင်ပြေမယ်ဒီမျိုးဆိုရင် error တက်လိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ number ဆိုတဲ့ data ကြီးကကျွန်တော်တို့လိုချင်တဲ့ဟာမဟုတ်ဘူးကျွန်တော်တို့ဒီပေါ်မှာမူတည်ပြီးတော့ပြောင်းနေတာ lookup value ကနော်အဲ့တော့ lookup value ကိုအရင်ဆုံးထားပြီးတော့ selection မှတ်မယ်အဲ့တော့ဒီ number ဆိုတဲ့ column ကိုခြံထားခဲ့မယ် lookup value ကနေပြီးတော့ဒီဘက်ကိုကြိုက်တဲ့အထိပေါ့နော်အဲ့တော့ကျွန်တော်ကဒီ remat ဆိုတာကြီးမပါတော့ဘူးဒီအထိကိုပဲ selection ပေးလိုက်မယ် okay ဟိုဘက်က number လည်းမပါဘူးเนาะအဲ့တော့ဒီအထိ selection ပေးလိုက်မယ်ပြီးတော့ရှင်နာမည်ပေးမယ်ဒီ name manager ထဲမှာနာမည်ပေးမယ်ပြီးတော့ John SALERY John Salary လို့နာမည်ပေးလိုက်မယ်ပြီးတော့ရင် enter ခောက်ချလိုက်အခုကျွန်တော် selection မှတ်ထားတဲ့ဟာကြီးက John Salary ဒီဥစ္စာကိုလည်း name manager lesson ထဲမှာပြန်ကြည့်လို့ရပါတယ်เนาะ video ထဲမှာအဲ့တော့ဒီမှာကျွန်တော်က John Salary လို့နာမည်ပေးလိုက်ပြီးတော့လို့ရှိရင်သူက column number တွေယူခိုင်းလိမ့်မယ် VLOOKUP မှာဆိုရင်လွယ်လွယ်ကူကူကြည့်ရအောင်ကျွန်တော်ဒီပေါ်မှာ insert လေးတစ်ချောင်းတိုးပြီးတော့ lookup တွေယူထားလိုက်မယ်အဲ့တော့ဒီကနေ1လို့ပေးလိုက်မယ်ဒီကနေစပြီးတော့ကျွန်တော် selection မှတ်ထားတာเนาะဒီဥစ္စာမပါဘူးပြီးတော့ face နဲ့ဆွဲမယ်အဲ့တော့ဒီအထိပဲပါတော့ဒီမှာပဲဆုံးသတ်လိုက်မယ်ပြီးတော့ face series ဆိုတာလေးယူလိုက် okay အဲ့ဆိုတော့ name ကိုဆွဲထုတ်ခြင်း column number 3 position ဆိုရင်4ပြီးတော့လို့ရှိရင် bonus ဆိုရင်9အဲ့လိုနည်းနဲ့ကျွန်တော်ဆွဲထုတ်သွားမယ် okay အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ် base list ထဲကိုပြန်သွားမယ်ဒီ id ပေါ်မှာမူတည်ပြီးတော့ဆွဲထုတ်မယ် right name equal VLOOKUP lookup value id ဒါဖြစ်တယ်ဆိုလို့ရှိရင် comma table array က John Salary ဆိုရဲ s ထဲကနေပြီးတော့ index number ဘယ်လောက်ကိုဆွဲထုတ်မလဲဆိုလို့ရှိရင်3ကိုဆွဲထုတ်ကြည့်မယ်ဘာလို့လဲဆိုတော့ id က1 SSB က2ပြီးတော့ name က3ဆိုတော့3ကိုဆွဲထုတ်မယ်ပြီးတော့လို့ရှိရင်လုံးဝအတိအကျကိုဆွဲထုတ်ချင်တာဖြစ်တဲ့အတွက် false ကိုရွေးမယ်နီးရဆုံးဆိုရင်ကျွန်တော်တို့က true ကိုရွေးတယ်အဲဆိုရင်နာမည်ဝင်လာပြီ okay အဲ့တော့နာမည်ဝင်လာပြီဆိုလို့ရှိရင်VLOOKUP မှာကြည့်လိုက်လို့ရှိရင်ဘယ်ပေါ်မှာမူတည်ပြီးတော့ဆွဲထုတ်လဲဆိုလို့ရှိရင်ဒီ id ဆိုတဲ့ number ပေါ်မှာပဲမူတည်ပြီးဆွဲထုတ်တယ်အဲ့တော့ဒီ id ဆိုတဲ့အကွက် C4 ကိုကျန်တဲ့ဟာတွေလည်းအတူတူပဲအဲ့လိုဆွဲထုတ်အောင်မှာဖြစ်တဲ့အတွက်ဘာလုပ်မလဲဆိုလို့ရှိရင်constant ဖြစ်အောင်လုပ်လိုက်မယ် gain တွေဖြစ်အောင်လုပ်လိုက်မယ်ပေါ့နော်အဓိကတော့အဲ့တော့ဒီ C4 ကို F4 key နှိပ်ပြီးတော့ gain တွေဖြစ်အောင်လုပ်လိုက်မယ်ပြီးတော့ enter ခောက်ချလိုက်အဲဆိုလို့ရှိရင်ဒီဥစ္စာကဘယ်ပေါ်မှာမူတည်ပြီးတော့တွက်လဲဆိုလို့ရှိရင်အပေါ်က id ပေါ်မှာမူတည်ပြီးတွက်တယ် id ဆိုရဲ C4 ပေါ်မှာမူတည်တွက်တယ် id ပြောင်းလို့ရှိရင်နာမည်တွေပဲလိုက်ပြောင်းမယ် okay အဲဆို position ဆိုလည်းအဲ့လိုပဲဒီအတိုင်းပဲတွက်ရမယ်ဆိုတော့ကျွန်တော် copy လေးကူးလိုက်မယ်နော်အဲ့တော့လှလှလို့ကြာလာပြီအဲ့တော့ဒီ id ပေါ်မှာမူတည်ပြီးတော့တွက်ထားတယ်အဲ့တော့ဘာလို့လှလှလို့ကြာတာလဲဆိုလို့ရှိရင်သူက column က3ပဲရွေးထားလို့ကျွန်တော် column 4လို့ပြောင်းလိုက်လို့ဆိုရင် HR ဆိုရင် HR ကြာလာလိမ့်မယ် id ပြောင်းလိုက်တာနဲ့သူနဲ့သက်ဆိုင်တဲ့နာမည်နဲ့သူနဲ့သက်ဆိုင်တဲ့ data အချက်လက်တွေလိုက်ပြောင်းနေမှာဖြစ်ပါတယ်ဒီနည်းနဲ့ကျွန်တော်တို့က VLOOKUP ကိုအသုံးပြုထားတယ် okay ပြီးတော့ကျွန်တော် business salary ကိုတွက်မယ်ဒီ id ပေါ်မှာမူတည်ပြီးတော့တွက်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီ id ပေါ်မှာပဲမူတည်ပြီးတော့ဘာကိုတွက်လဲဆိုရင် business salary ကိုတွက်တယ်အဲ့တော့ဒီပေါ်က function နဲ့အတူတူပဲဒါကို copy ကူးလိုက်ရင်ရပြီနော်အဲ့တော့ဒီဥစ္စာကိုကျွန်တော် copy ကူးလိုက်မယ် right click copy ပေါ့ okay ပြီးတော့ဒီအောက်မှာချက်ပြန်နှိပ်တယ် right click okay ကျွန်တော်က formula ပဲလိုချင်တာဆိုတော့ကျွန်တော် formula နဲ့ paste ချမယ်ဒီဟာတွေဆိုလို့ရှိရင်ဒီနာမည်ကြီးပဲကြာလာလိမ့်မယ်နော်အဲ့တော့အဓိကဘာလိုချင်တာလဲဆိုရင် formula ကိုလိုချင်တာ formula ကို paste ချလိုက်မယ် okay အဲ့ဒါဒီထက်မှာဘာကြာလာပြီဆိုတော့ formula ကြာလာပြီဒီ id ပေါ်မှာပဲမူတည်ပြီးတော့တွက်ထားတယ်ပြီးတော့လို့ရှိရင်ကျွန်တော်က3ကိုလိုချင်တာမဟုတ်ဘူးအဲ့တော့ဘာကိုလိုချင်တာလဲဆိုရင် business salary ကိုလိုချင်တာ business salary ကိုလိုချင်တာဆိုတော့ဒီ business salary ရှိတယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ဆွဲထုတ်မယ်
okay အဲ့တော့ကျွန်တော်တို့ column number မသိဘူးဆိုတော့အရင်သွားကြည့်လိုက်အောင်မယ်ဒီထဲမှာ scale လေးနှိပ်ပြီးတော့ပြန်ထွက်လိုက်မယ်ဒီ slide ထဲမှာ basic slide ကိုသွားကြည့်လိုက်အဲ့တော့သူရဲ့ basic slide ကဒီဥစ္စာတွေပေါ့နော်အဲ့တော့ column number က 5နော်အဲ့တော့ပြောရရင်ကျွန်တော်5လို့ရိုက်ထည့်ရမှာပေါ့အဲ့ဒီမှာတစ်ချက်နှိပ်တယ်3နေရာမှာ5လို့ပြောင်းလိုက်မယ်ပြောရရင် enter ခောက်ထားအဲ့တော့သူရဲ့ basic slide တွေဝင်လာလိမ့်မယ်အဲ့တော့ဒီဘက်မှာပြောင်းလိုက်လို့ရှိရင်သူကလိုက်ပြောင်းနေလိမ့်မယ်နော်ပြောရရင် allowance to bonus to OT တို့ revenue allowance bonus OT ဒီအတိုင်းပဲကျွန်တော်ရှိလိမ့်မယ်အဲ့တော့ကျွန်တော် free handle လေးဆွဲချလိုက်မယ်ဒီအောက်ထိ okay ပြီးတော့ကျွန်တော်ကဒီမှာ လိုက်ပြောင်းရမယ်နော်ခုနက column number တွေလိုက်ပြောင်းရမယ်အဲ့တော့ allowance က bonus က OT ရယ် allowance က8 9 10နော် allowance က bonus က OT ရယ်8 9 10အဲ့တော့ဒီဘက်မှာ8 9 10လိုက်ပြောင်းပေးလိုက်ရပြီ allowance က column 8ပေါ့ကို10 okay အဲ့ဒါသူရဲ့ bonus တွေ OT တွေ allowance တွေ salary ဝင်လာလိမ့်မယ်ဒါနဲ့ဆွဲထုတ်လိုက်တာလဲ VLOOKUP နဲ့ဆွဲထုတ်လိုက်တာပြီးသွားလို့ရှိရင်ဒီအောက်မှာလည်းဒီလိုပဲဒီအပေါ်ကဟာကိုပဲမလုပ်လိုက်မှဆိုရင် copy ကူးပြီးတော့ဒီအောက်မှာ formula ကို paste ချလိုက်မယ် okay ပြောရင်ဒီထဲမှာကျွန်တော် unbank ရဲ့ absent ရဲ့ file ရဲ့ ssb ရဲ့ PID ရဲ့ဆိုပြီးတော့နှုတ်မယ်အဲ့တော့ unbank absent file ssb PID အဲ့တော့ဒီမှာကြည့်လိုက်မယ် unbank absent file ssb PID အဲ့တော့12 13 14 15 16เนาะ column number တွေ12 13 14 15 16အဲ့တော့ဒီမှာပေးရတယ်ဆိုရဲချထားလိုက်မယ်ပြီးတော့ဒီထဲမှာ12 13 14 15 16ဆိုပြီးတော့ပြောင်းလိုက်လို့ရှိရင်သူ့ရဲ့ data တွေပြောင်းလာလိမ့်မယ်เนาะအဲ့တော့ဒီ ID number 10ဆိုလို့ရှိရင်ဒါကြီးကြာလာမယ် ID number 12ဆိုလို့ရှိရင်သူ့ရဲ့ data တွေအောက်မှာအကုန်လုံးလိုက်ပြောင်းနေလိမ့်မယ်နောက်တစ်ခု ID number ပြောင်းလိုက်လို့ရှိရင် okay เนาะအဲ့တော့ဒီနည်းနဲ့ကျွန်တော်တို့ကကိုဘက data တွေကို VLOOKUP နဲ့ဆွဲထုတ်တယ်အဲ့တော့ပြီးသွားရင်ကျွန်တော်တို့က revenue total ကိုတွက်မယ်ဆိုရင်เนาะ quarter equal နှိပ်လိုက်တာနဲ့ရတယ်အပေါ်အားတွေကိုကျွန်တော်အကုန်လုံးပေါင်းထည့်လိုက်မယ်ဒါဆိုရင် revenue total ရမယ်ပြီးတော့ဒီဥစ္စာတွေအကုန်လုံးကိုပေါင်းလိုက်မယ်ဆိုရင် quarter equal ပဲနှိပ်လိုက်မယ်ပြီးတော့ရင်အတာကောက်ချလိုက် deduction total ရမယ်အဲ့တော့ဒီ revenue တွေကနေပြီးတော့သူ့ရဲ့ deduction ကိုနှုတ်လိုက်လို့ရှိရင် total net salary ရလိမ့်မယ်အဲ့တော့ equal ဒီ revenue total အနှုတ်ဒီ deduction total ကိုနှုတ်လိုက်မယ် enter ခောက်ချလိုက်အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့လစာထွက်လာပြီ okay အဲ့တော့ပထမဆုံးကျွန်တော် check in လုပ်ကြည့်မယ်အဲ့တော့ပထမဆုံး ID1 ကိုပဲရွေးလိုက်မယ်ရွေး1 okay အဲ့ဆိုသူ့ရဲ့လစာက335 100ဆိုပြီးတော့ net total ရပြီအဲ့တော့ဒီဘက်က salary ကိုတစ်ချက်ပြန်သွားကြည့်မယ်အဲ့တော့335 100အဲ့တော့ဒီဥစ္စာကိုပဲဟိုဘက်မှာ pay slip ထဲမှာပြောင်းပြီးတော့တွက်တဲ့ပုံစံပေါ့နော် check လုပ်လိုက်တဲ့နှစ်ခါ check လုပ်လိုက်လို့ရတဲ့သဘောပေါ့နော်နောက်ပြီးတော့ဒီမှာတစ်ချက်ပြန်ကြည့်မယ်အဲ့နောက်တစ်ယောက်ရွေးကြည့်မယ်ဆိုလို့ရှိရင်လည်း ID3 ဆိုလို့ရှိရင်2860 33ညဒီထဲမှာသွားကြည့်မယ်2860 31เนาะအဲ့တော့အဲ့လိုမျိုးဒသမတွေနဲ့မဖြစ်အောင်ကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ဖုန်းထဲကဒသမတွေဖြတ်ထားလို့ရတယ်နော်အဲ့လိုပုံစံမျိုးနဲ့ဖြတ်ထားလို့ရတယ်ဒါမှမဟုတ် round function နဲ့တွက်ပြီးတော့ gain ပြည့်အတိအကျပဲယူလို့ရတယ်နော်ဒီမှာဆိုလို့ရှိရင်ဒီရှေ့ကနေပြီးတော့ round function ယူလိုက်မယ်
okay round function ယူလိုက်မယ်ပြီးသွားလို့ရှိရင် comma num digit เนาะ digit ကဘယ်နှလုံးဖြတ်မှာလဲပေါ့เนาะအဲ့လိုယူလို့ရတယ်ဥပမာ -2 ဆိုလို့ရှိရင်ကျွန်တော်က gain ကြီးဖြတ်ချသွားပေးလိမ့်မယ်ပြီးသွားရင်ခွင့်ပေးမယ် enter ခောက်ချအဲ့ဆိုရင် -1 ဆိုလို့ရှိရင်ဒီနည်းနဲ့ကိုကြိုက်သလိုဖြတ်လို့ရတယ်ပေါ့နော်30မပေးခြင်းဆိုလို့ရှိရင်တစ်မျိုးပေါ့နော်အဲ့တော့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာဆိုရင် ID3 ဆိုလို့ရှိရင်2860 30ဆိုပြီးပြတယ်2860 31เนาะတစ်ချက်စွန်းထွက်နေတယ်အဲ့လိုမျိုးမပေးခြင်းပေါ့နော်အဲ့လိုမဟုတ်ဘူးခုနကလိုပဲ -2 ထည့်လိုက်မယ်ဆိုလို့ရှိရင်ခုနက30ပဲမပြတော့ဘူးเนาะအနောက်ကတခါတည်းဂိမ်းကြီးဟုတ်စာကိုပဲတန်းပြီးတော့ပေးလိုက်တယ်เนาะအဲ့ဒီနဲ့အဆင်ပြေသလိုဟိုဒသမကိန်းကိုဖြတ်ချလို့ရတယ်ဟိုပါပေါ့အစွန်းသွက်တွေကိုဖြတ်ချလို့ရတယ်ပေါ့နော်30တစ်ချက်မပေးတော့ဘဲနဲ့ဖြတ်ချပလိုက်လို့ရတယ်အဲ့တော့ -2 ပဲထားလိုက်မယ်အဲ့တော့ဒီထဲမှာပေါ်တဲ့ဟာတွေကဒီပုံမှာမူတည်ပြီးတော့ပေါ်မယ်โอเคဆိုလို့ရှိရင်တော့ဒီ base list ဒါမျိုးပုံစံလေးတစ်ခုရသွားပြီပေါ့နော်ရသွားပြီဆိုတော့ကျွန်တော် selection ပေးလိုက်မယ်ပြီးသွားလို့ရှိရင်အလဲကောင်လေးရွှေ့လိုက်မယ်ကြည့်လို့ကောင်းတော့ဒီနှစ်ခုရဲ့အလဲကောင်လေးပေါ့နော်โอเคပြီးတော့ဒီအောက်မှာကျွန်တော်လက်မှတ်ထိုးဖို့အကွက်လေးလုပ်ချင်တယ်အဲဆိုရင်ဒီဥစ္စာလေးကိုတော့ merchant center လေးလုပ်လိုက်မယ်နှစ်ကွက်သုံးကွက်လောက်ကျွန်တော်ယူလိုက်မယ်โอเคပြီးတော့ဒီမှာ sign ထိုးဖို့လက်မှတ်လေးလုပ်လိုက်မယ်ပြီးတော့အောက်ကတစ်ခွက်မှာနေရေးဖို့လုပ်လိုက်မယ်ပြီးတော့အောက်မှာ NRC အပုပ်နဲ့နံပါတ်ရေးဖို့ခွက်လေးလုပ်လိုက်မယ်โอเคအဲ့တော့ဒီဘက်အညီပဲကျွန်တော်ထားလိုက်မယ်โอเคပြီးတော့ညာဘက်ကိုနည်းနည်းလေးရွှေ့ချင်တယ်ဆိုဒီ index လေးနဲ့ရွှေ့လို့ရတယ်โอเคဒီအဲ့ဒါမှကျွန်တော်တို့ကဒီပေါက်ကြားထဲမှာဝင်ပါဘူးเนาะအဲ့တော့ဒီဥစ္စာကြီးရှည်နေရဆိုရင်ပြန်ပြီးတော့ဖြတ်လိုက်မယ်ညီသွားအောင်โอเคအဲ့တော့ဒီမှာကျွန်တော်လက်မှတ်ထိုးမယ်နာမည်ရေးမယ်ပြီးတော့ NRC ထည့်မယ်ပေါ့နော်ဒီနည်းနဲ့ကျွန်တော်သုံးလို့ရတယ်အဲ့တော့ဒီဥစ္စာလေးကိုခွာထားခြင်းနည်းနည်းလေးခွာထားလို့ရတယ်လက်မှတ်ထိုးမယ်အကွက်နဲ့ခွာထားခြင်းလားโอเคဒီဥစ္စာလည်းကျင်းကျယ်လုပ်ခြင်းကိုလိုသလိုကျင်းကျယ်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုအဆင်ပြေသလိုတော့ကိုကကို detail လိုက်ပြီးတော့ချိန်ပေါ့လုံးအောင်အဆင်ပြေသလိုသုံးခြင်းသလိုဒီဇိုင်းလုပ်ခြင်းသလိုလိုက်လုပ်လို့ရပါတယ်အရောင်လေးဖြည့်တာတွေပါဒါတွေလည်းရတယ်ကိုအဆင်ပြေသလိုလုပ်လို့ရတယ်โอเคဒါဆိုလို့ရှိရင်တော့ဟိုဘက်က ID ကိုရွေးလိုက်တာနဲ့ကိုလိုချင်တဲ့ဥစ္စာတွေရဲ့ data တွေပြောင်းပြီးတော့ print ထုတ်ဖို့အသင့်နေတာဖြစ်နေပြီပေါ့နော်အဲ့တော့စာရွက်တစ်ရက်မှာကျွန်တော်ဒါမျိုးလေးတွေဘယ်နှခုလိုချင်လဲကတော့ကိုယ့်အကူစီပေါ့နော်အဲ့တော့ဘယ်နှခုလိုချင်လဲပုံမူတည်ပြီးတော့ကိုယ့်အကူ setting ချလို့ရတယ်အဲ့တော့မှာ A4 ယူထားတယ်ဆိုလို့ရှိရင် A4 စာမျက်နှာပေါ်မှာကျွန်တော်3ယောက်စာလောက်သွားတင်တယ် A4 တစ်ရက်ကို3ယောက်ဆိုလို့ရှိရင်စာရွက်နည်းနည်းသက်သာအောင်ပေါ့တစ်ရက်ချင်းမထုတ်တော့ဘဲနဲ့ဒါမှမဟုတ်9ယောက်လောက်ထုတ်ချင်လဲ9ခုလောက် copy ကူထားလိုက်ရတယ်အဲ့တော့ကျွန်တော်ဒီမှာ3ခုလောက် copy ကူပြမယ်ပေါ့အဲ့တော့စာရွက်တစ်ရက်ပေါ်မှာ3ခုလောက်ကျွန်တော်ထုတ်မယ်ဆိုလို့ရှိရင်ဒီဥစ္စာကိုပဲကျွန်တော် copy ကူလိုက်မှာနော်ဒီပေါ်ကနေပြီးတော့ row ဒီလိုကြီး selection ပေးလိုက်ပြီးတော့ရင် right click copy ပြီးတော့တစ်ချောင်းကြော်လိုက်ပြီးတော့ရင် right click insert copy cell okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဗာရပြီလေနောက်တစ်ခုရပြီဒါပေမဲ့အဲ့နေရာမှာနည်းနည်းလေးပြင်ရမှာရှိတယ်ကျွန်တော်တို့ copy ကူလိုက်တာဖြစ်တဲ့အတွက် okay ဒီဘက်ကိုနည်းနည်းလေးကျင်းလိုက်ဒီကောင်လေးကိုအဲ့တော့ဒီပေါ်မှာကျွန်တော်တို့တွက်ချင်တယ်ဆိုရင်ဒီမှာနုနုလို့တော့ပေါ်နေရယ် click နှိပ်လိုက်တဲ့ခါကျရင်ဒီကိုသွားယူလာတယ်တွေ့လားအဲ့တော့ဒီအောက်ကနှိပ်လိုက်လို့ရှိရင်လည်း
ဒီကိုသွားယူထားတယ်ကျွန်တော်တို့ဒီပေါ်မှာ gain တွေသွားလောက်ထားတာဟုတ်အဲ့ဒါကြောင့်မို့ဒီမှာတွေမှာဘာဖြစ်နေလဲဆိုလို့ရှိရင်အကုန်လုံးဒီဟိုဘက်က id 14ဆိုတဲ့အကွက် c 4ဆိုတဲ့အကွက်ကြီးကိုကျွန်တော်ဘာသွားလောက်ထားလဲဆိုလို့ရှိရင် constant သွားလောက်ထားတာအဲ့ constant တွေကိုပြန်ထုတ်ပေးရမယ်เนาะအဲ့တော့အားလေးတစ်ချက်ကြည့်လိုက်ရင်ပို့ပြီးတော့နားလဲပါမယ်အဲ့တော့ဒီမှာ copy ကူးလိုက်တယ်ကျွန်တော်တို့အများကြီးဘာမှပြန်လုပ်စရာမလိုဘူးဒီဥစ္စာလေးတွေကိုကျွန်တော် live ပြန်ပေးရမယ်เนาะအဲ့တော့ click နှိပ်လိုက်ပြီးတော့ဒီ handle လေးကင်ပြီးတော့ဒါလေးကိုပဲပြောင်းပေးလိုက်เนาะပြီးတော့ enter ခေါက်ချဒီလိုပဲ live ပြောင်းလိုက်တော့မယ်ဒါကပုံမြန်တယ်ဟိုထဲမှာ live မပြောင်းတော့เนาะ okay ပြန်ဒါလည်းအဲ့လိုပဲ enter ခေါက်နောက်တစ်ခုလည်းအဲ့လိုပဲ double click နှိပ်လိုက်ရင်သူဘာမှဟိုကလောက်ထားလဲဆိုတာ function ချိန်ထားလဲဆိုတာပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီမှာโอเคပြီးတော့ဒီရောက်ကဟာလည်းအဲ့လိုပဲ double click နှိပ်လိုက်ဘာမှချိန်ထားလဲဆိုတာလေးပေါ်တယ်โอเคအဲ့တော့ဒီမှာပြီးသွားလို့ရှိရင်တော့ဒီမှာနာမည်ဟိုဟာ ID တူတာနှစ်ခုရွေးထားပြီးတော့ကျွန်တော်ဒီဘက်ကမှန်တဲ့ကောင်နဲ့အရင်ဆုံး second light စစ်ကြည့်ပါနော်မမှန်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရွှေ့တာမပြီးသေးလို့ပေါ့နော်တခုကျန်နေကြလို့ပြန်နော်အဲ့တော့မှန်သွားအောင်လိုက်စစ်ကြည့်မှန်တယ်ဆိုလို့ရှိရင်တော့ okay ဒီမှာတော့ဒီလို second light လုပ်ကြည့်လိုက်ပြီးတော့ net total net slide လည်းမှန်တယ်ဆိုလို့ရှိရင်ဒါ okay သွားပြီနော် okay သွားဆိုရင်ဒီဘက်မှာနောက်တစ်ယောက်အတွက်ကျွန်တော်ရွေးထားလိုက်လို့ရပြီ print ထုတ်မှဆိုလို့ရှိရင်ဘယ်နှစ်ယောက်ဆာရပြီနောက်တစ်ခုကျွန်တော်ဆက်သွားမယ်အဲ့တော့ဒီဥစ္စာကိုပဲကျွန်တော် copy ကူးမယ် copy ဒီမှာ right click insert copy cell နော်ခုနကလိုပဲကျွန်တော်ဘာပြောင်းပေးရမလဲဆိုလို့ရှိရင်ဒီဘက် click နှိပ်လိုက်ဒီဘက်မှာဒီဟိုဘက် ID မှတ်ထားတာလေးကိုဒီဘက်ကိုရွှေ့ပေးလိုက်အောင်မယ်နောက်တစ်ခုလည်းအဲ့လိုပဲ double click နဲ့ဒီဘက် ID လေးကိုဒီဘက်ကိုရွှေ့ပေးလိုက်မယ်ပြီးတော့ enter ခေါက်အောက်ကဟာလည်းအဲ့လိုပဲ ID လိုက်ရွှေ့ပေးလိုက်မယ်โอเคအဲ့တော့ကြံခဲ့ဟိုဟာဖြစ်လို့ရှိရင်ကြံခဲ့မှာလားတစ်ချက်ပြန်စစ်ကြော်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ဒီမှာတစ်ခုကြော်သွားတာပြန်ပြီးတော့လောက်လိုက်ရတယ်โอเคပြီးတော့အောက်မှာ file ကျွန်တော်အလွယ် copy ကူးလိုက်တာဆိုတော့ဒါလေးပဲ like လုပ်ပေးရမှာเนาะဒီမျိုးဆိုရင်တော့တစ်ခုချင်းစီပြန် like တွက်ရင်လည်းတွက်โอเคပြီးသွားရင်တော့ကျွန်တော်တို့ second ပြန်လုပ်ကြည့်မှန်လားပေါ့เนาะဒီမှာဒါဒီဘက်ကဟာနဲ့မှန်ဒီဘက်ကဟာလုံးဝစစ်ပြီးသားဆိုတော့မှန်တယ်အဲ့တော့မှန်တယ်ဆိုလို့ရှိရင် okay တယ် okay မှန်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က save ထားလို့ရတယ် okay အဲ့ဆိုရင်ဒါ page list လုပ်တဲ့နည်းလေးရမယ်ထင်ပါတယ် page list ကတော့ဒီလိုပုံစံမျိုးလေးကျွန်တော်လုပ်လိုက်တယ်အဲ့တော့3ခုလုပ်ချင်လား4ခုလုပ်ချင်လားကိုယ်အဆင်ပြေလို့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်တို့ file တွေက print okay ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ရနိုင်မယ်လက်မှတ်ထိုးဖို့အတွက်လုပ်လို့ရနိုင်မယ်အဲ့တော့နောက်တစ်ခုထပ်လုပ်ချင်တယ်ဆိုလည်းဒီဘက်မှာထည့်ယူထည့်ပေါ့နော်အဲ့တော့ကိုယ်အဆင်ပြေလို့လုပ်လို့ရတယ်ဒီမှာကဒီလိုပုံစံမျိုးလေးသုံးထားတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကိုကျွန်တော်တို့ကဒီစာလုံးလေးနည်းနည်းကြီးရင်သေးရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုသုံးမှရမယ်။ဘာလို့ဆိုတော့ဒီမှာကကျွန်တော်နည်းနည်းသေးနေရထင်တယ်12လောက်ပေါ့နော်12လောက်ထား။ Okay ။ကျွန်တော်ကဒီဥစ္စာလေးတွေကိုလည်းကျွန်တော်နည်းနည်းလေးကျယ်လိုက်ချင်သေးတယ်။ row high ကျွန်တော်25လောက်ထားရင်နော်
ညာသွားပြီ23လောက်ထားရနော်โอเค20လောက်ပဲထားပါပြောရရင်โอเคအဲ့ဒါကြောင့် preview လေးပြန်ကြည့်မယ် control p โอเคအဲ့ဒါဒီလို style လေးရမယ်ပြောရရင်ကျွန်တော်ကအလဲကိုရွှေ့ထားခြင်းလဲဆိုလို့ရှိရင် custom margin မှာhorizontally ကိုယူလိုက်မယ်ပြီးသွားရင် okay ပြန်ရင်တစ်ချက်ပြန်ထောက်လိုက်မယ်အဲ့တော့ကျွန်တော်တို့က3ခုဆိုတော့နည်းနည်းလေးတော့သေးနေသေးတယ်ကျွန်တော်တစ်ခုထပ်ထည့်လို့ရတယ်เนาะအဲ့တော့ဒီဘက်က column တစ်ချောင်းကျွန်တော် right click delete လုပ်လိုက်အဲ့တော့ဒီဥစ္စာလေးနည်းနည်းလေးချင်းလိုက်မယ်အဲ့4ရောက်စာတစ်ခါရထွက်လာတာเนาะအဲ့တော့ channel right click copy right click insert copy set okay နောက်တစ်ရောက်စာကျွန်တော်လုပ်လိုက်မယ်ဒီဘက်လေးနည်းနည်းလေးတိုးလိုက်မယ်ဒီဂျားလေးထဲမှာကျွန်တော်ကက်ကြီးညှက်လို့ရအောင်เนาะအဲ့တော့ပြီးသွားရင်ဒီပေါ်မှာပဲဒါကိုလိုက်ရွှေ့မယ်နောက်တစ်ခါဒီဘက်ကလေးနှိပ်ပြီးတော့ဒါလေးကိုဒီလိုလေးလိုက်ရွှေ့မယ်โอเค OT မှာဒါကြီးရောမှန်လေးကိုကြံခဲ့ရခုနကတော့เนาะအဲဒါကြောင့်မလို့မကြံအောင်လို့ဆက်ရโอเคဒီနေရာမှာနည်းနည်းသတိထားပါကြံခဲ့မှာဆိုလို့အဲ့လိုရွှေ့တာကြံခဲ့မှာဆိုလို့ပေါ့နော်ဒီဘက်ကကျွန်တော်တို့ copy ကူးထားရဆိုတော့ like မပြောင်းမှာဆိုလို့ဒီဘက်ဆုံးထိမှတော့ကြံခဲ့သေးတယ်โอเคကြံခဲ့တာများနေပြီโอเคအဲ့ဆိုဒီဘက်မှာလည်းတစ်ခုကြံခဲ့မှထင်တယ်ဒီကောင်ကြံခဲ့မှာလားမလဲဟုတ်တော့ဒီထိမှာကြံခဲ့တယ်ပြီးတော့ဒါလည်းကြံခဲ့မှထင်တယ်အဲ့ဆိုဟုတ်တယ်ဒီပေါ်မှာပဲတွက်ကမှာနော်โอเคအဲ့ဆိုတော့နည်းနည်းတော့ second လေးလိုက်ကြည့်ပါဒီမှာဆိုရင်မှားမှာဆိုလို့ပေါ့နော်โอเคဒီမှာ id ကောင်လဲ x ပဲယူလိုက်မယ်ဒီကောင်ကတော့ဒီဘက်ထိပ်ကတော့လုံးဝကိုယ်တိုင်ချရေးထားဆိုတော့မှန်တဲ့ကောင်ပေါ့နော်ဒီဘက်ကောင်လည်းအရင်ဆုံးလိုက်ကြိုက်ချင်မှာအဆင်ပြေလိမ့်မယ်โอเคရှာပြီโอเคဒီပေါ်ဒါနှိပ်လိုက်လို့ရှိရင်ဒီပေါ်မှာဆိုရင် h4 ပေါ့နော်ဒါအောက်ကဟာရေအကုန်လုံးလဲ h4 ဖြစ်နေမှာရ$sign $4ပေါ့နော်အဲ့လိုဖြစ်နေမှာရh column ထွက်သွားရင်မရဘူးမှားသွားပြီ h column ထွက်โอเคဒီဘက်မှာလည်းတစ်ချက်ပြန်ဆက်လိုက်မယ်ကြံခဲ့မှာဆိုလို့ပေါ့နော်မှားသွားမှာဒါဆို e ပေါ့ e4 အကုန်လုံးက e4 ဖြစ်နေမှာရအဲဒါ e4 မှာမူတည်ပြီးတော့ဆက်ထားတာဖြစ်တဲ့အတွက်โอเคအဲ့တော့ရပြီ tab စေးထားလိုက်မယ် file ထဲက print โอเคအဲ့ဒါဒီလိုပုံစံလေးထွက်မှာပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က၄ရောက်စာရပြီဒါကို print ထုတ်လို့ရပြီပေါ့နော်โอเคโอเคအဲ့တော့ပထမမှာ
1ကနေပြီးတော့စထုတ်မယ်ဆိုလို့ရှိရင်1 2 3 4 okay အဲ့ဒါကို1ကနေ4အထိကို print တစ်ရွက်ထုတ်လိုက် okay ပြီးတော့ဒါထုတ်ပြရလို့ရှင်တော့ကျွန်တော်2ရွက်လိုချင်2ရွက်ပေါ့နော်တချို့ကတော့ဟို copy နဲ့ယူတာဆိုတော့လက်မှတ်ထိုးပြီးတစ်ရွက်ပြန်ယူပေးတဲ့သဘောရှိရပါတော့အဲ့တော့အဆင်ပြေလို့ထုတ်တကယ်လို့စာရိုက်က3ရွက်ပဲဆိုင်ရင်3ခုပဲလုပ်ပေါ့နော်အဲ့တော့အဆင်ပြေလို့လုပ်လို့ရတယ်ပြီးသွားရင်တော့နောက်တစ်ရက်မှာကျတော့5ကနေပြန်စပါနောက်ထပ်4ရောက်4ရောက်4ရောက်အဲ့လိုနေနဲ့ print တွေထုတ်သွားလို့ရတယ်ဒါကတော့ဒီ slide ပေါ်မှာမူတည်ပြီးတော့တွက်တဲ့ page slip ပုံစံမျိုးလေးလုပ်ကြတာပါအဲ့တော့ VLOOKUP နဲ့ခြေကဥစ္စာတွေကိုချိတ်ပြီးတော့ပြန်ပြီးတော့ယူသုံးသွားတာပဲဘာမှတော့မခက်ဘူးပေါ့နော်အဲ့တော့အပေါ်က ID တောင်းတာနဲ့သူ auto live ပြောင်းပေးလိမ့်မယ် VLOOKUP သုံးပြီးတော့တွက်သွားတာပါနော်အဲ့တော့အောက်ကအကျွေတွေယူတော့ round function နဲ့ minus ယူပြီးတော့ဖြတ်ချထားခဲ့လို့ရတယ်ကိုယ်အဆင်ပြေလို့ဖြတ်ချထားခဲ့လို့ရတယ် minus 1ယူမှာ minus 2ယူမှာအဆင်ပြေလို့ဖြတ်ချခဲ့လို့ရပါတယ်နော် okay အဲ့တော့နောက်ဗီဒီယိုမှာတော့ကျွန်တော်ဒီ July လအတွက်ဆိုလို့ရှိရင်ဘယ်လိုလေးထပ်ချိတ်အောင်လဲဆိုတာလေးကိုထပ်ပြောပြပေးသွားပါမယ်ဒါကတော့ဒီပေးလို့တတ်မယ်ဆိုရင်နောက်ဆုံး page slip လုပ်တဲ့ဗီဒီယိုပါဒီ lesson file လေးကိုလိုချင်တော့ description ထဲက link မှာ download ယူလို့ရပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့တော့ like and share လေးလုပ်ပေးနိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက် thank you ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ comment မှာလည်းမှတ်ချက်ရေးခဲ့နိုင်ပါတယ် like and subscribe လေးလုပ်ပေးခဲ့ပါဦး thank you ပါ